Good daddy. Hello. Black hat. Hello. Nine. Hello. Alex. Hello. Mimi. Mingala bashi. Hoi bay toai. Thái giả lấy tay à mẹ. Thái giả tay mẹ. Tên nó trụi thải. Siêu bí lâu truy mẹ nó. Thái giả lấy tay lại cao mẹ thân nó. Aku dia bạn có nó xây sổ thải. À có nó xây sổ thải. Xây cụ. Thực cái lúc. Làm như ta khu solution lệ. Xây sổ ra ဘယ်လိုပြောမလဲစိတ်လျှော့တယ်ဆိုတော့ဟိုလိုမျိုးကြီးမဟုတ်ဘူးလေတိလားအဲ့ဟာဘယ်လိုပြရမလဲမသိအဲ့လိုမျိုးနေရတော်တော်ယူနေလို့တော်တော်ကောင်းတာကွာတိလားမျောလင်းမမျောလင်းတော့တာအေးဟုတ်တယ်မျောလင်းချက်မထားတော့တာစူးစမ်းမဟုတ်လို့ကျွမ်းမသွားပြပဲတရုတ်ပြည်ရောက်သွားရင်ဒုက္ခအေးအဲ့လိုမျောလင်းချက်တွေအရင်ကြီးမထားတော့တာလေတိလားအရာအလုံးဘာမျောလင်းချက်မှမရှိပဲနေလိုက်တော့တာဟုတ်တယ်အဲ့ဒါအရင်ပြောဖို့ကောင်းမှတင်တယ်ဟုတ်တယ်ပူလောင်ရမယ်ဆိုဒီအကြောင်းအရာကြီးကိုသိပြီးပူလောင်နေဆိုအဲအကြောင်းအရာကြီးကိုမစဉ်းစားလိုက်တော့အဲအကြောင်းအရာကြီးနဲ့ပတ်သက်ပြီးတော့လျှော်လိုက်တယ်နားမကြီးတော့တာပေါ့တင်အဲ့လိုမျိုးနေတတ်သွားတာဘာလားမသိပါဘူးဟဲ့အဲ့လိုတခုပေါ့နော်တခုခုဒီဟာကိုတခုခုလှုပ်လိုက်တယ်ဆိုရင်ဒီလူကပြန်လှုပ်ပေးမလားဥမာရောချစ်တယ်ဆိုလို့ရှိရင်လေဒီလူကကိုယ့်ကိုပြန်ချစ်မချစ်ဆိုတဲ့ဟာကြီးကိုမစဉ်းစားတော့ဘူးကိုကချစ်နေရမလားချစ်လိုက်တယ်ဒါပဲအဲ့လိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးဒီလူကိုတခုကိုပေးလိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲကိုကပြန်ပြီးမမျှော်လင့်တငယ်ချင်းနေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲဥမာဒီတယောက်ကိုငါလှုပ်ပေးလိုက်ရလို့ဖြစ်ဖြစ်ခင်ပေးလိုက်ရလို့ဖြစ်ဖြစ်ငါ့ကိုပြန်ပြီးတော့မိုက်တယ်နော်ငါ့ကိုပြန်ပြီးတော့အဲ့လိုမျိုးဟိုဟာဖြစ်ရပါမယ်ငါ့ပုံမှာပြန်ပြီးဟိုအဲ့လိုမျိုးကြီးဆိုအဲ့လိုမျိုးလည်းစိတ်လည်းမထားတော့တငယ်ချင်းနေလည်းလို့ပဲသူတို့ဟိုအဖြစ်လဲအေးအတိုင်းပဲသိန်း100လောက်ချီးပါလားမိုက်ပဲလေသူကနော်ပြန်တော့ငါဒီပေါ့ရင်ဟမ်ဟုတ်တယ်မျောလင်းချက်တွေကိုအကုန်လုံး short ချလိုက်ပြီအေးချမ်းသွားမသိဘူးငါတရားပေါက်သွားပြီလားမသိဘူးလင်ရောယူပြပါမလားမသိဘူးဒီလိုမြစ်တာဆိုရောင်ပြန်ဟက်တယ်ကိုကကောင်းပြီလို့ရှိရင်ကိုကိုလည်းကောင်းပေးကြမှာပါပဲမကောင်းတော့လဲကြောင်းပေါ့ကို hello ID အဲ့လိုပဲစဉ်းစားထားတယ် rule hello ကို hero hello ကိုတယ်ငိန်လိုက်တာကို never လေးငိန်သွားတယ်သမီးဆိုတရားဒီနေ့ရက်တော့နာတရားရခဲ့ရတယ်အဲ့လိုစဉ်းစားစဲတော်မစင်းဟိုမှာတကယ်ကိုအခုနောက်တိဟိုဘာပြောပါလဲမသိဘူးခုနောက်ပိုင်းလေဟို plan ဒီဟိုခေါင်းရှုပ်ဆရာရဲ့လုံးနဲ့ပတ်သက်ပြီးတော့ဖြစ်အဲ့လိုမျိုးအဲ့ဒါအရန်ဟိုစိတ်ညစ်စရာကြီးတော်တော်ရှားသွားပြီကြတဲ့ရလေးဒီလားစိတ်ညစ်စရာကြီးဆိုသိမလား agency မှာအရန်ကြာသွားပြီအဲ့ရစားတာအရန်ကြာသွားပြီးတော့အဲ့မှာတောက်လျှောက်ငိုတယ်ကွာအရန်ငိုတယ်ပြီးတော့လေကိုယ်လည်းပြောရဲအဲ့လိုမျိုးကြီးဟိုဖြစ်နေလို့ဘာထူးမှလဲမင်းအလုံးမလုံးတာဘာဖြစ်နေဖြစ်တယ်တကယ်ကတော့အေးဟုတ်တယ်ဒါကထိုင်မင်းငုံနေလို့လည်းဘာမှထူးမနေဘူးဆိုတော့အဲ့ကနေစပြီးတော့အေးဟုတ်တယ်